ဒီကဒီဖလားကိုဝယ်နိုင်လားဆိုတော့ဝယ်သွားတာပေါ့နော်ကိုအာကြီးကိုညှိနှိုင်းလိုက်တဲ့ပုံစံမျိုးပေါ့နော်ဒီဖလားကိုသူတို့ဝယ်လိုက်တယ်ပေါ့ဂုံတိတ်ခါပေါ့သူတို့အသိဂုံတိတ်ခါရောနောက်ချက်ဒီနီးပြခွာဒီလာရဲ့ဂုံတိတ်ခါပါလေကျွန်တော်လည်းဘာပြောလို့ပြောအောင်မသိတော့ဘာပြောလို့ပြောအောင်မသိတော့ဘူးเนาะဒါကျွန်တော်တို့ဘောလုံးပညာဘောလုံးဉာဏ်ကြီးအရင်ဆင့်မြင့်နေမှုရတော့ကျွန်တော်တို့မလိုက်နိုင်တော့ကျွန်တော်လူကြီးမျိုးလိုက်နိုင်လိုက်မိနိုင်လားကျွန်တော်တော့အဲ့လောက်ထိဘရိမရှိဘူးလားတော့မသိဘူးမလိုက်နိုင်တော့ဘူးကျွန်တော်တကယ်ပြောတာเนาะဒီအတိုင်းကျွန်တော်လည်းအလုပ်ကိစ္စအများဘလို့တော့မြန်နေဗီဒီယိုတော့မြန်နေတော့ကျွန်တော်ဒီဗီဒီယိုတော့တွေ့ရကြတယ်ဒါပေမဲ့အခုတော့ကျွန်တော်တို့ပြောကြည့်အောင်ဘလို့လဲဆိုတော့လေတိလားအဲ့ဟာကပြောမယ်ဆိုရင်ကိုတင်းကိုတိလားစောက်ချက်ခွဲတာတိလားနော်ဟုတ်တယ်တခြားတင်းကိုကိုတင်းကိုစောက်ချက်ခွဲတာတကယ်ပြောအဲ့ဘယ်အသက်ကနော်တော်တော်လေးပြောမယ်ဆိုရင်တော့ဒါ30ကျော်40လောက်ရောက်အောင်အဲ့အသက်ကသူအဲ့သူဖြစ်ခဲ့တဲ့ဖန်အဲ့တင်ဖန်ဖြစ်ခဲ့တဲ့အဲ့ဖန်ဖြစ်ခဲ့တဲ့တက်တန်တော်တော်ကြာတော့ပြီဒါပေမဲ့တို့ရဲ့ဘောလုံးပညာကဘာလဲဆိုတော့မသိတော့အဲ့လောက်ကြီးကျတော့နည်းလေးမပြောချင်တော့ဘူးကျွန်တော်လည်းမပြောချင်တော့ဟုတ်တယ်ဗျာဟုတ်တယ်ကျွန်တော်ဝယ်ခဲ့တာဗျာထားခဲ့လိုက်မယ်စဉ်းစားကြည့်အောင်ကာရာဘောင်းကတ်ကိုကျွန်တော်တို့ဝယ်ခဲ့တာတဲ့ဆရာပတ်ရဲ့နောက်ဆုံးရာဒီမိုးတဲ့နော်အာဆင်နယ်ညှိဝယ်တာတဲ့အိုးဘလုံးကကျွန်တော်တို့မလိုက်မိတဲ့အတွေးခေါ်ရေးပဲဗျာနော်ဘလုံးကကျွန်တော်မလိုက်မိတော့အတွေးခေါ်ရေးဘာလို့ဆိုတော့ပြောမယ်ဆိုရင်ဒီလားဒီလိုမျိုးနေထားကတင်းကိုတိတ်ခါကိုတင်းကိုစောက်ချက်ခွဲတာပဲနော်စောက်ချက်ရမ်းခွဲတာပဲဒီလားဒါလို့ဆိုရင်အမှန်တကယ်ဗျာရှင်းပြမယ်တကယ်ဝယ်ခြင်းနေဆိုရင်ကျွန်တော်တို့ကဆရာဘက်နောက်ဆုံးຢာတွေကိုဒီကာတာဘောင်းကိုဝယ်မလားဗျာဟုတ်တယ်မလားခင်ဗျားတို့ပရီးမီးယားလိဂ်ဖလားဒါမှမဟုတ်တယ်ပရီးမီးယားလိဂ်ထိုင်ပါဟောပါဗျာအင်္ဂလန်ကောင်တွေဖလားရောင်းစားနေတဲ့ကောင်တွေဆိုတော့လေပရီးမီးယားလိဂ်ဖလားကြီးဝယ်မှာပေါ့ဟုတ်တယ်မလားပရီးမီးယားဖလားဝယ်ပြီးကျွန်တော်တို့ဆရာဘက်နောက်ဆုံးຢာတွေဆိုဝယ်ပေးမှာပေါ့စတာနော်စတာကာတာဘောင်းကနေကျွန်တော်တွေကဘလို့ဒီဆရာဘက်ကိုနှုတ်ဆက်ချင်ပါလေဖြစ်နိုင်တော့ဒီချန်ပီယံလိဂ်နဲ့နှုတ်ဆက်ချင်တာပေါ့ချန်ပီယံလိဂ်ကတော့ဝယ်လို့မရလောက်ဘူးထင်တယ်ဘာလို့ဆိုဝယ်လို့မရလို့လေတချို့တင်နေဆိုရင်ပေါင်း140လောက်ရှိနေပြီထားပါနော်မဝယ်လို့မရအောင်ဘယ်လိုဆိုပရီးမီးယားလိဂ်ကဘယ်လိုဆိုကျွန်တော်လေဒီလားအဲ့လိုမျိုးဆရာဘက်နောက်ဆုံးຢာကြီးဆိုရင်ကာတာဘောင်းကတ်တွေနဲ့ဝယ်မေးချင်တော့ပရီးမီးယားလိဂ်ကိုပဲကျွန်တော်ဈေးဘယ်လောက်ရှိလဲညှိအောင်ရဟုတ်လားနော်ဖြစ်နိုင်ကျွန်တော်တို့ဈေးညှိရရလေကိုမှာခင်ဗျားတို့ဖွင့်လို့ဇီယာဖလားကိုကျွန်တော်ဝယ်မယ်ဗျာကျွန်တော်တင်းရတဲ့ပတ်စံတွေရမ်းချမ်းသာနေရေနံတသေးဆိုတော့နော်ဝယ်မယ်ဘယ်လောက်ရှိကိုပရီးမီးယားလိဂ်ဖလားရဲ့တန်ပေါ့ကျွန်တော်ဖလားဖုန်းဆက်အောင်ဖုန်းဆက်ကြည့်ရောဒီခဏကြောင့်ကြည့်နော်နော်ဖုန်းဆက်ကြည့်ရောစဉ်းစားကြည့်အောင်ကျွန်တော်နောက်ခဏမအားတယ်ဘူးဖုန်းဆက်လို့မရတော့ဘူးဘာမှဆိုရင်ကျွန်တော်လည်းနောက်မှလှဖုန်းဆက်ကြည့်အောင်စိတ်မဆိုးကြီးရောပရီးမီးယားလိဂ်ဖလားကြီးလိုချင်တယ်ဆိုပြီးတော့ဒီစာပတ်နောက်ဆုံးရွာကြီးကိုပရီးမီးယားလိဂ်ဖလားကြီးပေးချင်လိုက်တာဗျာနော်ခဏလောက်ကြပါအောင်နော်ကျွန်တော်လည်းဆရာဘက်နဲ့ဆုံးရကြီးကျွန်တော်မစီစီဖန်နေဝဲပြီးကျင်တာဗျာဟုတ်တော့လားမဟုတ်လဲချိတ်မှန်ဆိုရင်မှဝဲပေးမလားမသိဘူးနော်အားကြောင့်ဘောလုံးညာကြီးညာတွေကတော့တော်တော်လေးကိုကြီးနေရဆန်းပါလေမလိုက်မိတော့တကယ်မလိုက်မိတော့ဘာနေတော့မလုံးမမယ်ကျုပ်ဘောလိနာမဟုတ်ဒီလားနော်ဘောလိနာမဟုတ်နော်အလုံးကဘလိနာအဲ့မြင်နေထားကြီးကဒီလိုမျိုးကြီးကကိုတင်းကိုပြောမယ်ဆိုတော့ပိုးပြီးတော့တခြားတင်းတွေကဗလိန်အောင်ပဲဗလိန်ပိုးပြီးတော့ဗလိန်ဖို့ချက်ကောင်းလည်းကောင်းဖြစ်တော့တာပေါ့နော်။ तू ကအတန်ရှည်ယူရလားဘာလို့မသိဘူးနော်။ကျွန်တော်အနေနဲ့တော့ဒီလိုမျိုးရဲ့တော့ဟုတ်မှာပေါ့။ကာဘောင်းကတ်ဗျာဟုတ်တယ်မလား။သူတို့တင်းကပရီးမီးယားလိဂ်ဖိုင်ရမှာဆိုတော့ချိမြဖလားလေးကိုသိမ်းမှာပေါ့ဖလားလုံးသိမ်းမှာဆိုတော့ဖလား3လုံးယူမယ်။ဒီဖလားလေးကတော့ဒါတို့ဆရာကြီးအာတီတာရဲ့ဆရာလေးဖြစ်တာဆိုတော့တို့ပေးလိုက်ပါကွာဆိုတော့ဖြစ်နေမှာပေါ့ကျေးဇူးပါနော်ကျေးဇူးပါနော်ကျွန်တော်တို့အဲ့လိုမျိုးတိကျလို့မို့ဆရာကျေးဇူးတွေတိကျလို့မို့နော်အဲ့လိုမျိုးကျွန်တော်တို့တကယ်လေးစားပါတယ်ခင်ဗျားတို့စိတ်ကိုလေးစားပါတယ်ဆရာပတ်ရဲ့နောက်ဆုံးຢာလေးကိုအဲ့လိုဖလားလေးတစ်လုံးရောင်းပေးခဲ့လို့မို့ကျွန်တော်ကတော့ဒီကနေပြီးတော့ကျေးဇူးပါပဲလို့ကျွန်တော်ပြောချင်ပါတယ်အားကြောင့်အားလုံးပဲဒီအာဆင်နယ်ဖန်တွေရောအာဆင်နယ်ပရိသတ်တွေရောအာဆင်နယ်အသင်းမန်ရှင်တွေရောအားလုံးကိုကျေးဇူးတင်ပါတယ်။ဘာလို့လဲဆိုတော့ကျွန်တော်တို့အတင်းကိုဖလားလေးအဲ့လိုမျိုးဖလားလေးရောင်းပြီးခဲ့လို့ကျေးဇူးပါလို့နော်ကျေးဇူးပါ